အားလုံးမင်္ဂလာပါဖို့ဖတ်တဲ့ဆိုတော့ကြိုဆိုပါတယ်မန်စီးတီးကတော့ကျွန်တော်တို့ဒီအိမ်ကွင်းမှာဖူဟန်ကို3-9ပြည့်နိုင်ပြီးတော့ပရီးမီးယားလိမှာနိုင်ပွဲထပ်ပြီးတော့ဆက်ခဲ့တဲ့ဒီနေရာမှာဆိုရင်မန်စီးတီးကဒီပွဲကိုနိုင်ပြီးတော့အာဆင်နယ်ထက်တရက်စောကစားပြီးတော့3မှတ်ကွာလိုက်ပြီးတော့ဖိအားပေးနိုင်ခဲ့တဲ့တော်တော်လေးကျွန်တော်တို့ဒီအရေးပါတဲ့နိုင်ပွဲလို့ပြောလို့ရတယ်ဒီပေါ်မှာဆိုရင်မန်စီးတီးရဲ့လူစင်ကိုကြည့်မယ်ဆိုရင်အပြောင်းလဲအများကြီးတော့ပြုလုပ်ခဲ့ခြင်းမရှိဘူးနောက်တန်းမှာဆိုရင် Ruben Dias ပြန်ပြီးတော့ပါတယ်။ဒါအပြင်တစ်ဖက်ကကျွန်တော်တို့ဒီ Foden လည်းပေါ်ထွက်ခွင့်ပြန်ပြီးတော့ရရှိခဲ့တယ်။ကျန်တဲ့ဘက်ကိုကြည့်မယ်ဆိုရင် Man City ကအပြောင်းလဲအများကြီးပြုလုပ်ခဲ့ခြင်းမရှိဘူး။မဆိုရင်ပုံမှန်လူစင်းနဲ့ဆက်ပြီးဝတ်ထွက်ခဲ့တာတွေ့ရတယ်။ဒီနေရာမှာဆိုရင်ဒီပေါ်မှာဆိုရင် Man City ရဲ့ half time ကစားပုံတော်တော်လေးကောင်းတယ်။ half time မှာဆိုရင် Man City ကိုကြည့်မယ်ဆိုရင် pressing လုပ်တဲ့အပိုင်းတွေထိရောက်တယ်။ဒါအပြင်ကောင်တာသွင်းဂိုးတွေလည်းအမှတ်ဆိုရင်မြင်ရတယ်။ဒါအပြင်ဒီ cancel ပိုင်းကစားပုံပြီးတော့ကျွန်တော်ပွဲကို control လုပ်ပုံတော်တော်လေးကျွန်တော်တို့ကောင်းခဲ့တဲ့ half time မှာဆိုရင် Man City ရဲ့ကစားပုံကိုကြည့်မယ်ဆိုရင်ဘာမှအပြစ်ပြောစရာမရှိခဲ့ဘူးပြောမယ်ဆိုရင်ကျွန်တော်တို့ဒီရှစ်လန်နောက်လုံးဝကျွန်တော်တော်တော်လေးပုံစံကောင်းတွေ Man City ကပြသခဲ့တာတွေ့ရတယ်ဒီနေရာမှာဆိုရင် Man City ကိုကြည့်မယ်ဆိုရင်သူတို့က pressing ထောက်လျှောက်ပေးတယ်တစ်ဖက်ကကျွန်တော်တို့ဒီ Fulham ကိုကြည့်မယ်ဆိုရင်သူတို့ကအဲ့ဒီနေရာမှာဆိုရင်ဘောလုံးတွေပြတ်တယ်ပြီးတော့ဘောလုံးပေးရမှားတယ်ဆိုတော့ဒါမျိုးတွေရှိတယ်ဒီနေရာမှာဆိုရင် Man City ရဲ့ pressing ကိုကြည့်မယ်ဆိုရင်အလုပ်ဖြစ်ခဲ့တယ်ဒီနေရာမှာ Man City ကိုကြည့်မယ်ဆိုအဲ့ဒါကနေပြီးဆိုရင်အခွင့်တချို့ Man City ကရခဲ့တာတွေ့ရတယ်ပွဲစအမှတစ်ဖက်ကကျွန်တော်တို့ Foden ကိုကြည့်မယ်ဆိုရင်သူကအမှဆိုရင် pitch အချိန်ထစပြီးတော့ရတယ်ဒီနေရာမှာသူ့ကိုကြည့်မယ်ဆိုရင်တစ်ချက်လှည့်ပြီးတော့ကန်တဲ့နေရာမှာဆိုရင်တစ်ဖက်ကလီနိုကကာကွယ်ခဲ့တာကြောင့် Man City ကိုကြည့်မယ်ဆိုရင်ဦးဆောင်ကိုစောကြီးတော့မရရှိခဲ့ဘူးအဖွင့်ဂိုးကိုကြည့်မယ်ဆိုရင်24မိနစ်မှာတစ်ဖက်ကမှဆိုရင်စီမန်ညိုကစပြီးတော့တွင်းတယ်ဖြစ်ချင်တော့ဂိုးကိုကြည့်မယ်ဆိုတော့ဖန်တီးပေးခဲ့တာကတစ်ဖက်ကကျွန်တော်တို့ဒီဖူဟန်ကွန်းလွန်လူဖြစ်တဲ့စန်ဒါဘက်ဖန်တီးပေးခဲ့တယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီညာချမ်းကနေပြီးတော့ဖြစ်တင်ပေါ်တင်တယ်ဒီနေရာမှာစန်တာဘက်ကိုကြည့်မယ်ဆိုရင်သူကကျွန်တော် contact ရှင်းထိုးတဲ့နေရာမှာဆိုရင်စီမညိုရှိတဲ့ဘောလုံးကဆိုရင်ကြာပြီးတော့ဆိုရင်စီမညိုအဆောင်ကိုစပြီးတော့တွင်းခဲ့တယ်တိတ်မဲ့ကြောင်စီတီကိုကြည့်မယ်ဆိုရင်ဥဆောင်ကိုထပ်ပြီးတော့ရတယ်ဂိုးကိုကြည့်မယ်ဆိုရင်ကောင်တာကနေပြီးတော့လာတယ်ဒီနေရာမှာဆိုရင်တစ်ဖက်ကဆိုရင်ကျွန်တော်တို့ဒီနူးနဲ့ဟာလန်ကိုဆိုရင်ဘောလုံးပေးတယ်ဟာလန်ကိုကြည့်မယ်ဆိုရင်သူကစီမန်ညိုကိုပြန်ပြီးတော့ပေးတယ်စီမန်ညိုကိုကြည့်မယ်ဆိုရင်တစ်ဖက်ကကျွန်တော် OI ညိုပေးရမှာOI ညိုကအသုံးချပြီးတော့ဒုတိယမြောက်ဦးဆောင်ကိုတွင်းခဲ့တယ်ဒီပွဲမှာဆိုရင်စီမန်ညိုကိုကြည့်မယ်ဆိုရင်သူကတကိုးတွင်းတကိုးဖန်တီးမှုပြုလုပ်ခဲ့တယ်ဆိုရင်အသင်းအတွက်တကယ်မှရေးပါတဲ့ဦးဆောင်ကိုရပြီးတော့ရေးပါဒုတိယမြောက်ဦးဆောင်ကိုရသူကဖန်တီးပေးမှုပြုလုပ်ခဲ့တယ်ဆိုရင်သူရဲ့ကျွန်တော်ချစ်သုံးကိုကြည့်မယ်ဆိုရင်တော်တော်လေးအတိမတ်ပြရမယ်တိတ်မဲ့ကြောင်မှာ City ကိုကြည့်မယ်ဆိုရင်နောက်ဆုံးပွဲသိမ်းနိုင်ကိုတွင်းနိုင်ခဲ့တဲ့ဂိုးကိုကြည့်မယ်ဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီဟာလန်ကတွင်းတယ်ဒီနေရာမှာဆိုရင်ဖူဟန်ကဆိုရင်ကွင်းလန့်မှာသူတို့ကဘောလုံးပြတ်တယ်အဲ့ဒီနေရာမှာဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီအန်တော်ယိုကြည့်မယ်ဆိုရင်သူကဆိုရင်ဂျားထဲကဝင်ဖြတ်လူပြီးတောက်လျှောက်ဆွဲပေးတယ်ဒီနေရာမှာဆိုရင်ဖိုဒန်ကိုပေးတယ်ဖိုဒန်ကိုကြည့်မယ်ဆိုရင်ဟာလန်ကိုဆိုရင်ကျွန်တော်တို့ပြန်ပြီးချပေးရမှာဆိုရင်ဟာလန်အေးရထိတ်ကနေဆိုရင်ပစီရဲ့ကျွန်တော်တို့ဒီခြေချကနေဆိုရင်ပြန်ပြီးအောင်ဆိုရင်ဒုတိယမြောက်ဦးဆောင်ကိုတွင်းတယ်ပွဲသေးအနိုင်ကိုတွင်းခဲ့တဲ့ကိုတစ်ဖက်ကကျွန်တော်တို့ဒီဖိုဒန်ဖန်တီးပေးခဲ့တဲ့ဒီပွဲမှာဆိုရင်ဖိုဒန်ကိုကြည့်မယ်ဆိုရင်သူကပုံစံကောင်းပြန်ပြီးတော့ရတယ်ဒီနေရာမှာဆိုရင်သူ့ရဲ့ကစားပုံကိုတော်တော်လေးဖိုဒန်ရဲ့ကစားပုံကအဆင်ပြေခဲ့တယ်ဒါအပြင်အောင်ဆိုရင်သူကဂိုးဖန်တီးမှုလည်းပြုလုပ်နိုင်ခဲ့တာတွေ့ရတယ်ဆိုရင်ဒီပွဲကသူ့အတွက်တော်တော်လေးကောင်းတဲ့ပွဲတစ်ပွဲလို့ပြောလို့ရတယ်ဒီနေရာမှာဆိုရင်ရှေ့ပွဲမှာဆိုရင်သူကဆိုရင်တော်တော်လေးရုန်းကန်ခဲ့ရတယ်ဒါပေမဲ့ဒီပွဲမှာဆိုဖိုဒန်ကိုကြည့်မယ်ဆိုရင်သူကပုံစံကောင်းပြန်ပြီးတော့ရတယ်ပြီးတော့ဂိုးဖန်တီးမှုလည်းပြုလုပ်နိုင်ခဲ့တယ်ဆိုရင်ဒါကိုသူကဆက်ပြီးတော့ဒီခြေကိုဆက်ပြီးတော့ထိန်းနိုင်မလားစောင့်ကြည့်ရမယ်မန်စီးတီးကိုကြည့်မယ်ဆိုရင် half time မှာလည်းဆိုရင်ပွဲကိုလုံးဝအပြီးသက်နိုင်ခဲ့တယ်ဆိုတော့3ဂိုးလည်းပြတ်သွားတယ်ကိုယ့်ရဲ့အကွာမှာကစားတယ်ပြီးတော့3ဂိုးလည်းပြတ်တယ်ဒုတိယပိုင်းမှာဆိုရင်မန်စီးတီးကိုကြည့်မယ်ဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီဟာလန်ကိုအနားပေးတယ်ဒီနေရာမှာဟာလန်ကိုကြည့်မယ်ဆိုရင်သူက injury လားတက်မဲ့အနားပေးရလားဘာလားမသိဘူးဘာလို့လဲဆိုတော့ကျွန်တော်ဒုတိယကုန်းမှာဆိုရင်ဟာလန်ကစီမီညိုပေးခဲ့မှာဆိုသူကလူချခံရတယ်ဆိုတော့အဲ့လိုမျိုးရှိတယ်ဒီနေရာမှာဆိုဟာလန်ကိုဆိုအနားပေးရလားဒါမှမဟုတ် injury ကြောင့်လားဘယ်လိုမျိုးကြောင့်လူစားလဲခဲ့တော့မသိဘူးဒီနေရာမှာဆိုတစ်ဖက်ကကျွန်တော်တို့ဒီမာမော့ဝင်လာတယ်ဒုတိယမှာဆိုရင် Man City ရဲ့ကစားပုံကိုကြည့်မယ်ဆိုရင်တအားကြီးတော့ကစားပုံကမကောင်းတော့ဘူးဆိုရင် pressing လည်းတိတ်ပြီး Man City ကဒုတိယမှာဆိုရင်မလုပ်တော့ကစားတိုင်ပိုချတယ်ဆိုရင်ဒါကိုကြည့်မယ်ဆိုရင်နားလည်ပေးလို့ရတယ်
ဒုတိယမှာဆိုရင် Man City ရဲ့ကစားပုံကိုကြည့်မယ်ဆိုရင်တအားကြီးတော့မကောင်းခဲ့ဘူး။ဆိုရင်ပွဲကိုကြည့်မယ်ဆိုရင်ကိုယ်သင်းရဲ့ဆိုရင်နိုင်ထားတယ်။ဒီနေ့မှာဆိုရင်တန်ဖိုးအေးဆေးချပြီးတော့ကစားတော့တယ်။ဒုတိယမှာဆိုရင် Man City ကိုကြည့်မယ်ဆိုရင်အခွင့်အရေးဆိုလို့မို့တစ်ဖက်ကဒီ Marmoush စပယ်ချမ်းကနေပြီးတော့ယူလာတာကိုFoden စီးပိတ်တာတစ်ဖက်ကDino ကာကွယ်တာအဲ့လောက်ပဲရှိတယ်။ဒီနေရာမှာဆိုရင်တစ်ဖက်ကFulham ကိုကြည့်မယ်ဆိုရင်တောက်လျှောက်သူကစစ်ဆင်မှုတွေပြုလုပ်တယ်။ဒီနေရာမှာဆိုရင် Oscar Bob ကိုသူကထည့်တယ်ဆိုတော့ဒါမျိုးတွေရှိတယ်။ဒါပေမဲ့Fulham ကိုကြည့်မယ်ဆိုရင် Man City ရဲ့ cancel ကိုသူတို့ကကျော်ဖြတ်နိုင်ခဲ့ခြင်းတော့မရှိဘူး။ဒီနေရာမှာဆိုရင်တစ်ဖက်ကဟိုကိုကြည့်မယ်ဆိုရင်နောက်တန်းမှာဆိုရင် Kehi တော်တော်လေးကောင်းတယ်။ဒီပွဲမှာဆိုရင် Kehi ကိုကြည့်မယ်ဆိုရင်သူကတော်တော်လေးခြေစွမ်းပြပြီးတော့ကစားတယ်။ဒီနေရာမှာဆိုရင် interception တွေဂျာဖြတ်မှုဆိုရှုထုတ်တာတွေလုပ်ခဲ့တယ်။နောက်တန်းကိုကြည့်မယ်ဆိုရင်တော်တော်လေးကောင်းတဲ့နောက်တန်းကစားပုံပြသခဲ့တာတွေ့ရတယ်။ဒါအပြင်တစ်ဖက်ကတော့နောင်ကိုကြည့်မယ်ဆိုရင်ဒီပွဲမှာဆိုရင်သူကထပ်ပြီးတော့လက်စွမ်းပြသခဲ့တဲ့ပထမမှာတစ်ဖက်ကဂျီမီနေ့ရဲ့အပိုင်ကန်ချက်ကိုကာကွယ်တာမျိုးတွေရှိတယ်။ဒါအပြင်ဒုတိယရောင်းမှာဆိုရင်တစ်ဖက်ကဂျိုရှွာကင်းထင်တဲ့ကန်နာတစ်ဖက်ကဒနောင်မှာစေတာဒါမျိုးတွေရှိတယ်။ဒုတိယမှာဆိုMan City ကိုကြည့်မယ်ဆိုရင်ဂိုးပြီးအောင်ထိန်းအောင်ဆိုပွဲကိုအဆုံးသတ်နိုင်ခဲ့တယ်။ဒီနေ့Man City ကအိမ်ကွင်းမှာတစ်ဖက်က Fulham ကို3ဂိုးပြန်းနဲ့နိုင်တယ်။တော်တော်လေးအရေးပါနိုင်ပွဲလို့ပြောလို့ရတယ်။ဒီနေ့မှာMan City ကတစ်ဖက်က Arsenal ကိုတပွဲဆော့ကစားပြီးတော့3မှတ်အကွာခံလိုက်ပြီးတော့ဖိအားပေးနိုင်ခဲ့ပြီ။ဆိုတော့အားလုံးပဲလောက်ပဲကောင်းကောင်းလေးပါစေ။ See you next video လို့ပြောမယ်။